ဖြစ်ဘူးငါနောက်ဆုံးတပွဲတော့မဖြစ်မနေအနိုင်ရမှဖြစ်မယ်ဒီလောက်ပြတ်သက်တော့မရှုံးနိုင်ဘူးငါတို့ဆက်လုပ်ကြတာပေါ့နောက်ဆုံးတပွဲမင်းတို့နှစ်ယောက်ပဲတက်လာခဲ့ဝေချင်းကစင်တူဆိုတော့တရားမျှတပါတယ်နေဝန်ရှူးငါထိုင်လိုက်ပြီးနော်နည်းနည်းတတိထားပါစိတ်ချလက်ချထိုင်ပါရပါတယ်ကိုဆက်ချင်း45ကီလိုစီပဲရှိတာကိုကိုရချင်းဖြစ်နေရင်တော့ငါအတွက်တော့ဘာမှမဟုတ်ပါဘူးဒီကောင်ကတော့တကယ်အစမ်းတကျပါပဲကွာရှေ့မှာကီလို10မီတာပြေးထားတယ်ဒိုက်လဲအခါလေးရထိုးထားသေးတယ်အခုလူကိုကျုံးမှာတင်ပြီးလုံနေတာတော့ဒီလောက်မြန်နေသေးတယ်လောင်ကျန်းကသူနဲ့ရှင်ရင်အဝေးကြီးလိုပါသေးတယ်ဒီလိုခန္ဓာကိုယ်ကြန့်ခိုင်မှုမျိုးနဲ့စစ်ထဲမဝင်ဘူးအားကစားမလုပ်ဘူးဆိုရင်တကယ်နှမျောစရာပဲငါတို့နေအကိုမှပဲအချိန်နဲ့မှကြမသွားဘူးနေအကိုကတော့ရှယ်ပဲနေအကိုရေးစူးစားပါနီးပြကိုအပြက်ဖြုတ်ပစ်လိုက်ဟာနေဝန်ရှုကတော့ရှယ်ပဲကွာလူကိုကျုံးမှာတင်ပြီးလက်တစ်ဖက်ထဲနဲ့တောင်တိုက်ထိုးနိုင်သေးတယ်ဒါလူရောဟုတ်ရဲ့လားဟာဒီကောင်ကတော့တကယ်တာရဲကောင်ကြီးပါပဲကွာလက်တစ်ဖက်ထဲတိုက်ထိုးတာလူကိုလည်းကြောမှာတင်ထားသေးတယ်သူဒါမျိုးဘလို့လုံနိုင်တာလဲဒါလူတယောက်လုံနိုင်တဲ့အရာလုံးဝမဟုတ်ဘူးရှန်เจ้าသူငါလှုပ်လို့ပြီးဆင်းလို့ရပါပြီအင်းဟုတ်တကယ်ကိုအတိမတ်ပြုတ်လိုက်ပါပြီအတိမတ်မပြုတ်လို့ကိုမရတာဒီကောင်ကလုံးဝတာမန်လူမဟုတ်ဘူးနီးပြအခုငါရဲ့ခွင့်မိန့်ကိုလက်မှတ်ထိုးပေးလို့ရပြီမလားရတယ်ခွင့်ပြုပေးမယ်ခဏနေရင်ခွင့်တောင်းလာငါမင်းကိုစိုင်းထိုးပေးမယ်ကျေးဇူးပါနီးပြမင်းကတော့တကယ်ပါပဲနီးပြနဲ့တိုက်ထိုးပြိုင်နေဆိုတော့ဒါတက်နိုင်ထက်စီးနှင်းလောက်တာမဟုတ်ဘူးလားငါလည်းမလုပ်ချင်ပါဘူးဒါပေမဲ့သူကတေးတောင်ခွင့်မပေးချင်ဘူးလေဒီစီကန်းကိုမဖြစ်မနေတတ်မှတ်ထားမှတော့ငါလည်းဘာမှမတတ်နိုင်ဘူးမင်းကရုတ်တရက်ကြီး၄ရက်တောင်ခွင့်ယူပြီးဘာသွားလို့မလို့လဲမင်းခုနှစ်ပြည်နယ်တိုင်းသမက်ကပြိုင်ပွဲအကြောင်းကြားဘူးလားငါပိုင်အိမ်တော်အတွက်ကိုစားဝင်ပြိုင်ပေးဖို့ကတိပေးထားလို့မင်းကပိုင်အိမ်တော်ကိုစားခုနှစ်ပြည်နယ်တိုင်းသမက်ကပြိုင်ပွဲမှာဝင်ပြိုင်ပေးမလို့လားအင်းကဘာမြေရဲ့တိုင်းလောကအကြောင်းတွားရောက်လေ့လာချင်တာနဲ့ပဲကတိပေးလိုက်တာငါလဲခွင့်ယူပြီးမင်းနဲ့အတူခုနှစ်ပြည်နယ်တိုင်းသမက်ကပြိုင်ပွဲကိုတွားရောက်လေ့လာလို့ရမလားငါအဖိုးကအရင်ကခဏပြောပြဘူးတယ်ငါကိုယ်တိုင်မမြင်ဘူးသေးလို့ပါမင်းလိုက်ချင်ရင်ရတာပေါ့ဒါပေမဲ့မင်းခွင့်ရပါမလားနီးပြနဲ့တော့တွားပြိုင်လို့မရဘူးလေငါတို့မိန်းကလေးတွေမှာတဘာဝကပေးတဲ့အခွင့်အရေးရှိတယ်လေအဲ့ဒီအချိန်ကျရင်ဘိုက်မအီမတာဖြစ်နေတယ်လို့ပြောလိုက်ရင်နီးပြကခွင့်မပေးပဲနေပါမလားအေးပါဒါဆိုရင်မနှက်ဖြန်မနှက်ပိုင်အိမ်တော်ကကားလာကြိုရင်ငါမင်းကိုအကြောင်းကြားမယ်အဆောင်အောက်မှာစောင့်နေပါဟုတ်ပြီအဲ့ဒီတိုင်းပဲဆုံးဖြတ်လိုက်ကြတာပေါ့ကျောင်းသူမင်းဘာဖြစ်လို့လဲမျက်နှာကလည်းကြည့်လို့လုံးဝမကောင်းပါလားနီးပြသမီးပိုက်တွေအရန်နာနေလို့ပါရက်နေလောက်ခွင့်ယူပြီးနားကျင်လို့ပါခန္ဓာကိုယ်တက်တာသွားရင်စီရေးလေးချင်းမှုစီပြန်လာခဲ့ပါမယ်ရတယ်အဆောင်ကိုမြန်ပြန်ပြီးနားလိုက်ပါအတင်းမတောင့်ထားပါနဲ့ဘဲချိန်မှကဲပါခန္ဓာကိုယ်တက်တာသွားတဲ့အချိန်ကြမှာပြန်လာခဲ့ပါဆရာနင်းဒီတယောက်ကဘသူပါလဲဒါကြတော့ငယ်ချင်းလင်းချင်းကျူပါသူလဲခုနှစ်ပြည်နယ်တိုင်းသမက်ကပြိုင်ပွဲကိုလိုက်ကြည့်ချင်လို့တဲ့ဟောဆရာနေရဲ့တငယ်ချင်းကိုကျွန်တော်ကတော့ပိုင်အိမ်တော်ဥက္ကဋ္ဌပိုင်ချင်းချွမ်းပါမလင်းမင်္ဂလာပါမလင်းကလည်းတိုင်းလောကသားတယောက်ဖြစ်လိမ့်မယ်လို့မထင်ထားဘူးကျွန်တော်အကဲခတ်တာမမှားဘူးဆိုရင်မလင်းမှာဟိုချမ်းအဆင့်6ကျင့်စဉ်ပါရမီရှိနေတာပဲပိုင်အိမ်တော်ဥက္ကဋ္ဌကအကဲခတ်တကယ်တော်တာပဲကျမမှာဟိုချမ်းအဆင့်6ကျင့်စဉ်ရှိတာမှန်ပါတယ်မလင်းကအသက်20တောင်မပြည့်သေးပဲဒီလိုကျင့်စဉ်စွမ်းအားမျိုးရှိနေတာဆိုတော့လူငယ်မျိုးဆက်တွေထဲမှာထိတ်တန်းပါပဲမလင်းရဲ့ဆရာကဘသူပါလဲကျမရဲ့အဖိုးကလင်းအန်ကောပါမင်းကဆရာကြီးလင်းရဲ့မြေမလေးလားပိုင်အိမ်တော်ဥက္ကဋ္ဌဒီဆရာကြီးလင်းဆိုတာဘသူမှလို့လဲဆရာကြီးလင်းဆိုတာကျင့်စဉ်လောကမှာနာမည်ကျော်ကြားလာတဲ့ကျန်းတန်ဓာတိုင်းကိုင်းချုပ်ပါတိုင်းလောကရဲ့ဓာတိုင်းကိုင်းချုပ်ကြီး၄ယောက်ထဲကတယောက်ပေါ့ကျင့်တန်အဆင့်ရှိတဲ့ထိုက်ဆန်းကိုင်းချုပ်ကလွယ်ရင်သူ့ရဲ့ဓာတိုင်းကျင့်စဉ်စွမ်းအားကိုဘယ်သူမှမရှင်းနိုင်ဘူးလွန်ခဲ့တဲ့နှစ်20ကလေးကဟွာရွံအဆင့်ကိုစွမ်းအားရှင်ကိုင်းချုပ်ကြီးဖြစ်နေခဲ့တာအဲ့ဒီတုန်းကကျွန်တော်တောင်ဆရာကြီးလင်းကိုပိုင်အိမ်တော်အတွက်ကိုစားဝင်ပြိုင်ပေးဖို့တောင်းပန်ခြင်းခဲ့တာဒါပေမဲ့သူ့ရဲ့သတင်းအစအနကိုလုံးဝမရှာနိုင်ခဲ့ဘူးညီနေဒါဆိုရင်မင်းနဲ့ဆရာကြီးလင်းနဲ့ရှင်ရင်ဘယ်သူကပူတော်လဲငါအဖိုးရဲ့စွမ်းအားကနေဝန်ရှုနဲ့ရှင်လိုက်ရင်အဝေးကြီးလိုပါသေးတယ်ဆရာနေရဲ့စွမ်းအားကဆရာကြီးလင်းထက်တောင်တာလွန်နေတာပေါ့အမှန်တရားကအဲ့ဒီအတိုင်းပါပဲငါမင်းကိုလိမ်ပြောစရာအကြောင်းမရှိဘူးကားပေါ်တက်ပြီးထွက်ကြစို့ဟုတ်ပါတယ်ဆရာနေပြောတာမှန်ပါတယ်ကျွန်တော်တို့ကားပေါ်အရင်တက်ကြစို့ညီနေမလင်းမင်းတို့ကျွန်တော်ကားကိုစီးပါကျွန်တော်ရှေ့ကန်းကပဲထိုင်ပါမယ်အချမ်းမြန်တကားဖွင့်ပေးလိုက်မလင်းမင်းနဲ့ညီနေနဲ့ကအထက်တန်းကျောင်းနေဖက်တွေမလားအင်းကျွန်တော်တို့ကအထက်တန်းလုံးကတခန်းထဲနေဖက်တွေပါဒါကြောင့်မလို့ပါပဲကျောင်းနေဖက်လဲဟုတ်တိုင်းလောက်ကသားချင်းလဲဖြစ်ဆိုတော့ဆက်ဆံရေးကတာမန်မဟုတ်တာသိချတာပေါ့ကျွန်တော်တို့ဆက်ဆံရေးကတကယ်ကိုကောင်းပါတယ်သူပြိုင်ပွဲဝင်ပြိုင်မယ်လို့ကြားလို့ကျမကိုခေါ်သွားဖို့ပူစာပြီးလိုက်လာတာပါကျမအဖိုးကတောထွက်သွားတာ10နှစ်ကျော်ပြီဆိုတော့ဒီလိုတိုင်းလောကရဲ့ကြီးကျယ်ခမ်းနားတဲ့ပွဲတော်မျိုးကိုတခါမှမမြင်ဘူးလို့ပါဒါကြောင့်ကိုဒါဆိုရင်ဒီတစ်ခေါက်တော့ဘ ഹു တုတအရန်ရတာပေါ့ဆရာနင်းအရှိမကားလမ်းမရှိတော့ဘူးပြိုင်ပွဲတကယ်ကျင်းပမဲ့နေရာရောက်ဖို့အတွက်တောင်တက်လမ်းကိုတနားရီလောက်လမ်းလျှောက်ရပါမယ်ကောင်းပြီဒါဆိုရင်တောင်ပေါ်ကိုလမ်းလျှောက်ပြီးသွားကြတာပေါ့ပိုင်အိမ်တော်ဥက္ကဋ္ဌဒီလူတွေကဘသူတွေလဲဒုံကျန်းရန်အိမ်တော်ကလူတွေပဲလွန်ခဲ့တဲ့10နှစ်ကလွန်ခဲ့တဲ့ပွဲစဉ်မှာကျွန်တော်ရဲ့တတိယညီပိုင်ချင်းဟင်းကိုဘဲဘက်ကဇာမနီနာခေါင်းနဲ့အဖိုးကြီးဟန်စီတီကကျိုးဝိုင်းပေါ်မှာအရှင်လက်ရိုက်တက်ခဲ့တာ
ဆရာနင်းမနှက်ပြန်ပြိုင်ပွဲကြီးမှာတင်းဟန်စီတီနဲ့တွေ့ခဲ့ရင်သူ့ကိုရက်ရက်ဆက်ဆက်တက်ပစ်ပေးဖို့မြစ်တာရက်ခံပါတယ်ငါတတိယညီအတွက်လက်စားချေပေးပါပိုင်အိမ်တော်ကတန်း900ထပ်ပေးဖို့ဆန္ဒရှိပါတယ်ရတယ်ဟိဒါပိုင်အိမ်တော်ဥက္ကဋ္ဌမဟုတ်လားဘာလဲဒီတစ်ခေါက်ရောကျိုးဝိုင်းပေါ်ဘသူ့ကိုတင်းမလို့ခေါ်လာတာလဲမင်းကိုယ်တိုင်တက်ပြိုင်မလို့တော့မဟုတ်ပါဘူးနော်ရန်ယွန်းရှမ်းမင်းတိတ်မထောက်မညာမလုံးနဲ့ဘသူတင်းမလဲဆိုတာမနှက်ပြန်ကျိုးဝိုင်းပေါ်ကြရင်သိရမှာပေါ့ပိုင်ချင်းချွန်းမင်းကလာနောက်နေတာလားဒီအမွှေးတောင်မစုံသေးတဲ့ကောင်လေးတွေကိုအာကိုပြီးဆရာဟန်နဲ့ရှင်းပြိုင်ခြင်းနေတာလားလွန်ခဲ့တဲ့10နှစ်ကမင်းကြီးတတိယဆရာဟန်လက်ထဲမှာဘလို့တည်သွားလဲမေ့သွားပြီလားဒီတစ်ခေါက်မင်းတို့ပိုင်အိမ်တော်ကကျိုးဝိုင်းပေါ်ဘသူတက်တဲ့သူတည်မှာပဲမင်းကိုပြောပြဖို့မေးနေတာဆရာဟန်ကအခုဆိုရင်ဟွာရွမ်အဆင့်6စွမ်းအားရှင်ဂိုင်းချုပ်အဆင့်ကိုရောက်နေပြီငါသာမင်းဆိုရင်အခုကတည်းကစရင်ပေးအရှုံးပေးလိုက်ပြီးကျန်းနံပြည်နယ်တောင်ဘက်ကမြို့3မြို့ကိုအေးအေးဆေးဆေးလွှဲပေးလိုက်ပါပြီအသက်မပြောက်ချင်ရင်ပေါ့ဟုတ်လို့လားဒါဆိုရင်မနှက်ဖြန်ကျိုးဝိုင်းပေါ်ကြမှာတွေးကြတာပေါ့တေခါနီးတောင်နှက်ခမ်းကမာနေသေးတယ်ဆရာဟန်တွားကြဆိုတေတော့မဲ့သူတွေနဲ့အချိန်မဖြုံးပါနဲ့ဆရာနင်းဟန်စီတီကလည်းဂိုင်းချုပ်အဆင့်ရောက်နေပြီဆိုတော့တင်တကယ်ရောတေချာရဲ့လားစိတ်ချပါဘာဂိုင်းချုပ်မဂိုင်းချုပ်လဲငါမျက်လုံးထဲမှာတော့ပရွက်စိတ်နဲ့ဘာမှမချဘူးဆရာနင်းဒီပြိုင်ပွဲကိုအချိန်တိုင်းအရှိတောင်9ပြည်နယ်တိုင်းသမကဦးစီးကျင်းပတာပါဒါအပြင်ကျင်းတန်အဆင့်ရှိတဲ့ထိုက်ဆန်းထုံးလုံးကလည်းအဓိကသဘာပတိအဖြစ်တာဝန်ယူထားပါတယ်ဘယ်သူမှပြိုင်ပွဲရလက်ကိုပြန်ပြင်လို့မရပါဘူးမဟုတ်ရင်ကျင်းတန်အဆင့်စွမ်းရှင်ကိုယ်တိုင်အပြစ်ပေးတာခံရပါလိမ့်မယ်ကဘာမြေကိုပြန်ရောက်တာဒီလောက်ကြာပြီးကျင်းတန်အဆင့်ကျင့်ကြံသူကိုမတွေ့ဘူးသေးဘူးနည်းနည်းတော့စိတ်ဝင်စားစရာပဲငါတို့စုစုပေါင်း9ယောက်ရှိတာတဲ့က2ခုပဲရှိတယ်ဘယ်လိုခွဲပေးရမလဲကြည့်ပါဦးပိုင်အိမ်တော်ဥက္ကဋ္ဌငါတို့3ယောက်ကတဲတလုံးနဲ့တိုးအိတ်လိုက်ရင်ရပါတယ်ညီနေနဲ့မလင်းကနောက်တဲတလုံးမှာနေလိုက်ပါအဲ့ဒါမှပို့ပြီးကြဲကြဲဝန်းဝန်းရှိမှာငါကတော့ဒီစီစဉ်မှုကအလွန်ကောင်းတယ်လို့ထင်တာပဲဆရာနေနဲ့မလင်းတို့ကအဆင်ပြေရဲ့လားမသိဘူးရပါတယ်ဒါဆိုရင်3ယောက်စလုံးတိုးအိတ်ပေးကြပါဦးအေးပါကောင်းပါပြီဟိုလေမင်းမနှက်ဖြန်ကျိုးဝိုင်းပေါ်တက်ရအောင်မှဆိုတော့စောစောစီးစီးနားလိုက်ပါတော့ကောင်းပြီတကယ်ပဲတိုင်းသမားကောင်းတွေအများကြီးရှိနေတာပဲဟွာရွမ်အဆင့်6စွမ်းအားရှင်ဂိုင်းချုပ်တောင်3-4ယောက်ရှိတယ်ဒါအပြင်ကျင်းတန်အဆင့်ရောက်ဝါတစ်ခုကိုပါဒီတောင်ကြားအောက်ထဲမှာခံစားမိနေတယ်ဦးငါဘလို့လုပ်ပြီးသူ့ကိုဖတ်ပြီးတညလုံးအိပ်ပျော်သွားတာလဲနိုးပြီလားဟုတ်ကဲ့တောင်းပန်ပါတယ်မင်းလက်မောင်အဆင်ပြေရဲ့လားရပါတယ်မလင်းမင်္ဂလာနံနက်ခင်းပါမနေ့ညကအိတ်လို့ကောင်းရဲ့လားအဆင်ပြေပါတယ်ဒါနဲ့ပိုင်အိမ်တော်ဥက္ကဋ္ဌတိုင်းပြိုင်ပွဲကဘယ်ချိန်စမှာလဲ9နာရီတိတိမှစမှာပါမနေ့စာသွားစားကြရအောင်ဟိုဘက်ကရန်အိမ်တော်ကလူတွေပဲအင်းကျန်းပေဆိုးအိမ်တော်ကလူတွေပဲရန်အိမ်တော်ကစိုးအိမ်တော်ကိုစီးယုံနိုင်ခဲ့ပုံပဲခဏနေရင်စိုးအိမ်တော်ကငါတို့ကိုစိန်ခေါ်လာလိမ့်မယ်နေမြေလာပို့ပေးတာလေငါကလွန်ခဲ့တဲ့10နှစ်ကငါညီလေးအတွက်လက်စားချေဖို့နဲ့ရန်အိမ်တော်လူယူသွားတဲ့မြို့ငါမြို့ကိုပြန်ယူဖို့ပဲရည်ရွယ်ထားတာစိုးအိမ်တော်ကအခုလိုအလက်ကားလာပို့ပေးတော့ငါလဲဝမ်းသာအားရလက်ခံရမှာပေါ့ဆရာနေရှိနေမှာတော့စိုးအိမ်တော်မှာနိုင်ကွက်ကိုမရှိဘူးအားလုံးငြိမ်နေကြပါငြိမ်နေကြပါငါတို့ရဲ့ဒူကိုင်းချုပ်ကြီးကြွလာပါပြီသူကဘလို့လုပ်ပြီးတောထဲကထွက်လာပြီးပြိုင်ပွဲကိုဦးစီးရတာလဲသူကလူငယ်ဘဝတုန်းကစိတ်ကြီးဝင်ပြီးဒေါသကြီးတဲ့တပည့်တွေကိုအလွန်အမင်းကာကွယ်တတ်တဲ့တခါကသူ့တပည့်ဒဏ်ရာရသွားဘူးလို့လူတစုရဲ့မိသားစုတစ်ခုလုံးကိုဓာတ်တစ်ချက်ထဲနဲ့အပြက်ရှင်းပစ်ဖူးတယ်ဒီတစ်ကြိမ်ပြိုင်ပွဲကြီးကိုကိုယ်တိုင်ဦးစီးကျင်းပမှာဖြစ်ပြီးကျန်းနံပြည်နယ်ဘိုးအိမ်တော်ကနေစတင်ပါမယ်ပိုင်အိမ်တော်ကဘသူကိုစိန်ခေါ်မှလဲမဟုတ်ရင်ဘသူကပိုင်အိမ်တော်ကိုစိန်ခေါ်မလဲအခုကျိုးဝိုင်းပေါ်တက်ပါနေဆက်မြို့တွေကိုလောင်းကြီးအနေနဲ့တင်ရမှာဖြစ်ပြီးအနည်းဆုံးမြို့2မြို့အများဆုံးမြို့5မြို့ဖြစ်ပါတယ်စိန်ခေါ်ခံရသူကလောင်းကြီးကိုချိန်ညှိနိုင်ပြီးစိန်ခေါ်သူကလက်ခံရမယ်ဒါမှမဟုတ်ဆွလို့ရပါမယ်စိုးအိမ်တော်ရဲ့အိမ်တော်ဥက္ကဋ္ဌစိုးမင်းကိုပြဂုံယူပါတဲ့ပိုင်အိမ်တော်ဥက္ကဋ္ဌကြီးမျိုးတွေအများကြီးထပ်တိုးတော့မှာပဲဖိန်ရန်ကျန်းစင်ကျန်းပေစိုးအိမ်တော်ကကျန်းနံပိုင်အိမ်တော်ကိုစိန်ခေါ်ပါတယ်လောင်းကြီးကတော့ကျန်းပေပြည်နယ်တောင်ပိုင်းကမြို့3မြို့ဖြစ်ပါတယ်ကျန်းနံပိုင်အိမ်တော်ဘက်ကဒီလောင်းကြီးအပေါ်သဘောမတူတာရှိပါသလားပိုင်အိမ်တော်ဘက်ကသဘောမတူပါဘူးလောင်းကြီးကိုမြို့5မြို့အထိတိုးမြင့်ပေးဖို့တောင်းဆိုပါတယ်ပိုင်အိမ်တော်ဘက်ကကျန်းနံပြည်နယ်မြောက်ပိုင်းရဲ့90%ကိုထုတ်ပေးမယ်ဆိုရင်စိုးအိမ်တော်ဘက်ကလည်းအဲ့ဒီအတိုင်းတူညီတဲ့ကျန်းပေရဲ့90%ကိုထုတ်ပေးရပါမယ်ပိုင်ချင်းချွန်းကဟွာရွမ်အဆင့်6လောက်ပဲရှိတာပါငါးပါကြီးကအဆင့်9ကိုကြော်ဖြတ်ပြီးသားဆိုတော့သူရှုံးမှတေးချပါတယ်ဒါကငါ့ကို6လန့်ကျင်နေတာပဲငါစိုးအိမ်တော်ဘက်ကလက်ခံပါတယ်ကျန်းပေပြည်နယ်တောင်ပိုင်းမြို့5မြို့နဲ့လောင်းကြီးထပ်မယ်ပိုင်အိမ်တော်ဥက္ကဋ္ဌကြီးခမည်းကျိုးဝိုင်းပေါ်တက်ရတော့မယ်ပိုင်အိမ်တော်ဥက္ကဋ္ဌကမြို့နဲ့မြို့ပို့ပေးခြင်းနေမှာတော့ငါလဲဝမ်းသာအားရလက်ခံတာပေါ့ဒီစကားကိုမင်းစီပြန်ပေးလိုက်မယ်စိုးအိမ်တော်ဥက္ကဋ္ဌလက်ဆောင်ပေးတဲ့နေမြေကိုငါပိုင်အိမ်တော်ကတင်လိုက်ပြီငါဘာကြီးကလွန်ခဲ့တဲ့3နှစ်ကတည်းကဟွာရွမ်အဆင့်9ကိုကြော်ဖြတ်ပြီးသားမင်းကအဆင့်6ပဲရှိတာဘာနဲ့ရှင်ပြီးနိုင်မှာလဲစောင့်ကြည့်နေလိုက်ပါမင်းကိုငါကျိုးဝိုင်းပေါ်တက်တော့မယ်ပိုင်အိမ်တော်ဥက္ကဋ္ဌခမည်းရဲ့အလှည့်ရောက်ပြီဘသူပြောလဲငါကိုစားဘသူတက်မယ်လို့လဲပိုင်အိမ်တော်ဥက္ကဋ္ဌကျွန်တော်ကျိုးဝိုင်းပေါ်တက်ပါမယ်ကျေးဇူးတင်ပါတယ်ဆရာနဲ့ပိုင်ချင်းချွန်းမင်းလိုလူငယ်ပေါက်စလေးကိုကိုယ်စလဲအဖြစ်လွတ်လိုက်တာနဲ့ပဲငါဘာကြီးကိုနိုင်မယ်လို့ထင်နေတာလားပိုင်အိမ်တော်မှာလူမရှိတော့ဘူးလားခ
ခဏနေရင်ဘသူကအဆက်ကွဲမလဲဆိုတာသိရလိမ့်မယ်ပိုင်အိမ်တော်မှာလူမရှိတော့လို့လူငယ်လေးတယောက်ကိုလွတ်ပြီးအသေးခံခိုင်းတာလားပိုင်အိမ်တော်ကလူငယ်လေးတယောက်ကိုတက်ခိုင်းတာကတော့တက်အလကားပေးတာပါပဲစိုးအိမ်တော်ဘက်ကသူ့ကိုရှင်းထုတ်လိုက်တာနဲ့ငါတို့ဆက်တက်ပြီးကျန်းနံမျိုးငါမျိုးကိုတိုက်ရိုက်သိမ်းပိုက်လိုက်မယ်မင်းလိုအဖိုးကြီးတယောက်ကိုကင်တွယ်ဖို့ကတော့ငါလိုလူငယ်တယောက်ဆိုရင်လုံလောက်ပါတယ်လေတံကတော့တော်တော်ကြီးတာပဲမင်းကိုအရင်စက်တိုက်ခွင့်ပေးမယ်မဟုတ်ရင်မင်းမှာစက်တိုက်ခွင့်တောင်ရှိမှာမဟုတ်တော့ဘူးယူနေတာပဲသူကများဟွာရွံအဆင့်ခုနှစ်စွမ်းအားရှင်ကြီးကိုဒီလိုစကားမျိုးပြောရဲတယ်ပေါ့ကောင်းလေးမင်းတေချင်နေတာပဲပြိုင်ပွဲစတင်လိုက်အာသူကရှောင်လိုက်နိုင်တာလားဒီလှုပ်ရှားမှုကအရန်ကြောက်ဖို့ကောင်းတာပဲနေလုံးနဲ့ပန်းကြံထဲမှာတိုင်းချီကစားနေတဲ့အဖိုးကြီးတွေနဲ့ဘာမှမချဘူးဟွာရွံအဆင့်ခုနှစ်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုကိုသူ့ရဲ့အနားတော်မထိနိုင်ဘူးဆရာနေကသူ့ကိုစနောက်ပြီးကစားနေတာပဲတကွက်ထဲနဲ့ရှင်းလို့ရပါလျက်နဲ့အတင်းစနောက်ကစားနေသေးတယ်စနောက်လို့ဝါပြီးအဆုံးသက်ရတော့မယ်စောစောကမင်းငါကိုတေးစေချင်ခဲ့တယ်မလားဒါဆိုရင်ငါကမင်းကိုတမလွန်စီပို့ပေးရတာပေါ့တေသွားပြီလားလက်ဝါးတစ်ချက်ထဲနဲ့ဟွာရွံအဆင့်ခုနှစ်စွမ်းအားရှင်ကြီးတေသွားတာလားအသက်20ကျော်လေးနဲ့ဟွာရွံအဆင့်ခုနှစ်ကိုလက်ဝါးတစ်ချက်ထဲနဲ့တက်လိုက်တာဒါတကယ်မိစိတ်စားပဲဒီပွဲမှာတော့ပိုင်အိမ်တော်ကအနိုင်ရရှိပါတယ်စိုးအိမ်တော်အနေနဲ့3လအတွင်းလောင်ကြီးမြို့9မြို့ကိုပိုင်အိမ်တော်စီလွှဲပြောင်းပေးရပါမယ်ရှုံးနေသူဘက်ကချက်ချင်းကျိုးဝိုင်းပေါ်ကဆင်းပေးပါပိုင်အိမ်တော်ကိုစိန်ခေါ်ခြင်းတဲ့သူဒါမှမဟုတ်ပိုင်အိမ်တော်ကစိန်ခေါ်ခြင်းတဲ့သူစင်ပေါ်တက်ခဲ့ပါဖိန်ရန်ကျန်းစဉ်ဒုံကျန်းရန်အိမ်တော်ကကျန်းနံပိုင်အိမ်တော်ကိုစိန်ခေါ်ပါတယ်လောင်ကြီးကတော့ကျန်းနံပြည်နယ်အရှိတောင်ဘက်ကမြို့2မြို့နဲ့ဒုံကျန်းပြည်နယ်မြောက်ဘက်ကမြို့3မြို့စုစုပေါင်းမြို့9မြို့ဖြစ်ပါတယ်သူတို့ကဟန်စီတီကိုခေါ်ထားတာလေးကြားလာတော့သူကဟွာရွံအဆင့်6ကိုကြော်ဖြတ်ပြီးခေါင်းချုပ်ဖြစ်သွားပြီတဲ့ဒီတစ်ခေါက်တော့ပွဲကောင်းကြည့်ရပြီးတစ်ဖက်ကဟွာရွံအဆင့်9ကိုလက်ဝါးတစ်ချက်နဲ့တက်လိုက်တဲ့လူငယ်မိစိတ်စာနောက်တစ်ဖက်ကဟွာရွံအဆင့်9ခိုင်းချုပ်ဆွမ်းအားရှင်အသက်20ကျော်လေးနဲ့ဟွာရွံအဆင့်10ရောက်နေတာတကယ်ပါရမီရှင်ပါပဲဒါပေမဲ့နှမျောစရာကောင်းတာကဒီနေ့တော့ဒီကျဲပွင့်လေးဒီနေရာမှာပဲကျွေလွှင့်ရတော့မှာပါ